င်္ဂလာပါရှင်ဒီနေ့အာလူပူရီကိုကြက်သားလေးနဲ့ချက်စားဖြစ်ပါတယ်ချက်နီးလေးကိုမျှဝေပေးပါမယ်ရှင်အထွေထွေသုံးကြုံကိုစံကြေခွက်နဲ့2ခွက်ထည့်ပါတယ်ဂရမ်နဲ့ဆိုရင်တော့200 g ပါစားလက်ဖက်စားစုံရဲ့ဇွန်းတစ်ဝက်ထည့်လိုက်ပါတယ်စီတစ်စွန်းထည့်ပါတယ်ပြီးရင်နှံ့အောင်မွေပေးပြီးတော့ရေ150 ml ကိုနည်းနည်းချင်းစီခွဲထည့်လိုက်နေလိုက်နဲ့နှံ့အောင်နေပေးပါမယ်ဂျုံနေချိန်15မိနစ်လောက်ဆိုရင်တော့ဂျုံသားလေးကညက်လာပါပြီဒီလောက်ဆိုရင်ရပါပြီရှင်အဖုံးအုပ်ပြီးတော့ခဏလောက်နှက်ထားပေးလိုက်ပါမယ်အာလူဟင်းချက်ဖို့အတွက်ပြင်ဆင်ပါမယ်ရှင်အာလူနှလုံးကိုအတုံးသေးသေးလေးတွေတုံးပါမယ်ကျက်သွန်နီလေးလုံးကိုလည်းအတုံးသေးသေးလေးတွေတုံးပါမယ်ကျက်သွန်ဖြူကိုလည်းအတုံးသေးသေးလေးတွေဖြစ်အောင်နှုတ်နှုတ်ဆင်းလိုက်ပါတယ်အရသာနဲ့ဓာပြီးသားကြက်သား30သားလောက်ထည့်ပါမယ်ဒါကတော့မုံညင်းစေပါငရုတ်သီးအချောက်တောင်မှာပြင်းတော်သိမ်းပါရှင်ဒါကတော့မဆလာပါကျက်သွန်နီနဲ့အာလူထည့်ပါမယ်ရှင်ကလပဲကိုပြုတ်ပြီးထောင်းထားရလဲထည့်ပါမယ်ရှင်စီထည့်ပြီးတော့ငရုတ်သီးတောင်လေးတွေကိုအရင်ဆုံးကြော်ပေးပါမယ်မွေးပြီးအယောင်ပြောင်းလာပြီဆိုရင်တော့ဆယ်လိုက်ပါမယ်ပြင်းတို့သိမ်ရွက်နဲ့မုံညင်းစီကိုထည့်ပြီးစီတက်ပါမယ်အနံလေးမွေးလာပြီဆိုရင်ကျက်သွန်နီထည့်ပါမယ်ဆက်နွေးမုံနည်းနည်းထည့်လိုက်ပါတယ်ကျက်သွန်နီအယောင်ပြောင်းပြီးမွေးလာပြီဆိုရင်တော့ကြက်သားထည့်လိုက်ပါမယ်အာလူးနဲ့ပဲထည့်ပါမယ်ရှင်ပြီးရင်ရေထည့်လိုက်ပါတယ်အရသာအတွက်ကြက်သားမုတ်ထည့်ပါမယ်မဆလာလည်းထည့်လိုက်ပါတယ်ရှင်ပုံမှန်ပူရီနဲ့တွဲစားကြတာကတော့အာလူးနဲ့ခရမ်းချင်သီးထည့်ပြီးချက်ကြတာပါပဲနဲ့ကြက်သားထည့်ပြီးချက်တဲ့နည်းကတော့အိမ်မှာအမြဲချက်စားနေကြနည်းလေးပါပဲရှင်စားလို့လည်းကောင်းပါတယ်ဟင်းအိုးစုပြီးအာလူးလည်းနူးနေပြီဆိုတော့အပေါ့ငံမြည်ကြည့်ပြီးတော့ငံပြားရည်နည်းနည်းထည့်ထည့်လိုက်ပါတယ်ဒါဆိုရင်တော့ခဏတည်ထားပြီးရင်အာလူးဟင်းချက်ပါပြီရှင်ပူရီကြော်ကိုပြင်ဆင်ပါမယ်ရှင်ဂျုံကို17လုံးလောက်ပိုင်းဖြတ်လိုက်ပါတယ်ပြီးတော့အဝိုင်းလေးတွေလှိမ့်ထားလိုက်ပါတယ်ရှင်အရန်ထူရင်လည်းကြော်တဲ့အခါမှာမဖောင်းလာပါဘူးဒါကြောင့်မို့လို့အနေတော့မထူမပါလေးလှိမ့်ပေးရပါမယ်ရှင်အခုကြော်မဲ့ပူရီက39 g လောက်ရှိပါတယ်အကျယ်ကတော့17 cm လောက်ဆိုရင်ဒီပူရီလေးကဖောင်းမှုအတွက်အနေတော့ပါပဲရှင်စီများများထည့်ပြီးကြော်ပေးရပါတယ်ရှင်စီပူချိန်များများနဲ့ကြော်မှပူရီလေးကဖောင်းလာတာပါ
ခုဆိုရင်တော့ပူရီဖောင်းဖောင်းလေးရလာပါပြီအာလူးဟင်းနဲ့တွဲဖက်ပြီးစားလို့ရပါပြီရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲအစဉ်ပြေချုံးမွေပြီးတော့ဘေးရန်အပေါင်းမှကင်းဝေးကြပါစေရှင်